ကျွန်တော်ဟိုရှေ့ရက်ကကျွန်တော်ပြင်ဦးလင်ဒီထုံကုန်းကျေးရွာထုံးဖို့ကျေးရွာအုပ်စုမှာရှိတယ်ကျွန်တော်တို့ဒီကျွန်တော်အမရဲ့ channel လေးကိုကျွန်တော်ကြော်ညာလေးတင်ပေးထားတာရှိတယ်ဆိုတော့အဲ့ဒီ channel လေးအကြောင်းကိုကျွန်တော်မျှဝေရင်းနဲ့တော့ကြော်ညာပေးရင်းနဲ့ကျွန်တော်တွားတတိရရလေးရှိတယ်ဆိုတော့ဒီစာအုပ်ကလေးပေါ့လေဒီစာအုပ်အကြောင်းကျွန်တော်မပြောတာကြာပြီဆိုတော့ဒါကကျွန်တော်ဒီမူဝေစေဝါသုံးဆွဲခဲ့စဉ်မသုံးဆွဲခင်နောက်ပြီးတော့ဖြတ်လိုက်ပြီးတဲ့အချိန်တွေရဲ့ဒီကြားထဲမှာပေါ့ကျွန်တော်စိတ်ပိုင်းဆိုင်ရာအပြောင်းလဲတွေဘဝအတွေ့အကြုံတွေကကျွန်တော်ဒီမူဝေးစေဝါဖြတ်စေဖို့အတွက်ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုရေးသားထားတဲ့စာအုပ်လေးဖြစ်ပါတယ်။နော်စာအုပ်နာမည်ကကျွန်တော်ဒီစေသမားတယောက်ဖြစ်သည်ကိုယ်တိုင်ဖြတ်မှပြတ်တယ်ဆိုတဲ့နာမည်လေးနဲ့ပေါ့ဆိုတော့ဒါလေးကိုကျွန်တော်ပြင်ဦးလွင်မြို့မှာဝယ်လို့ရတယ်နော်ဆိုတော့ဘယ်မှာဝယ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီလာရှိုးလမ်းမကြီးနော်ကျွန်တော်မန္တလေးလာရှိုးလမ်းမကြီးပေါ်မှာရှိတဲ့ဇင်ရောစာရေးကိရိယာနဲ့စာအုပ်ဆိုင်မှာကျွန်တော်တို့ဝယ်ယူလို့ရတယ်။နောက်ပြီးတော့တခြားအမျိုးမျိုးအနေနဲ့ကလူတွေကကျွန်တော်ဒီဘယ်လိုပြောမလဲစာပေဖြန့်ချီရေးတွေကနေတော့ကျွန်တော်အပ်ထားတာရှိတယ်တချို့နေရာတွေကတော့သူတို့အနေနဲ့လည်းရအောင်မပို့နိုင်တာဖြစ်တဲ့အတွက်အကယ်၍လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကနေပြီးတော့မှားလို့ရပါတယ် Royal Express ရောက်တဲ့မြို့တိုင်းကိုကျွန်တော်အိမ်ရောက်ငွေချေနဲ့ကျွန်တော်ပို့ပေးပါတယ်နော်ဒီစာအုပ်ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဘဝဇာတ်ကြောင်းလို့ပဲပြောရမှာပဲနော်ဒီရက်မှာကျွန်တော်လူတယောက်မှာဘဝတစ်ခုကိုဖျက်ကြော်ရင်းနဲ့ဖျက်တန်းရင်းနဲ့မူဝေးစေဝါဆွဲသွားတယ်ဆွဲသွားပြီးတော့ကျွန်တော်ဒါကိုကျွန်တော်အခန်းကဏ္ဍကျွန်တော်9ခုနဲ့ကျွန်တော်ပြန်ပြီးတော့တင်ပြထားတယ်အဲ့ဒါဘာတွေလဲဆိုတော့ကျွန်တော်ပထမဆုံးတစ်ခုကနော်ပတ်ဝန်းကျင်ဆိုတဲ့အကြောင်းပါတယ်နောက်ပြီးတော့အမှုကျင့်ပိုင်းဆိုင်ရာအကြောင်းတွေပါတယ်နောက်ပြီးတော့ကျွန်တော်လုံနိုင်စွမ်းဆိုတဲ့ဒီကျွန်တော်ရဲ့တက်နိုင်တဲ့ကျွန်တော်လုံနိုင်တဲ့ကျွန်တော်ရဲ့ပညာရည်တွေအကြောင်းပါတယ်နောက်ပြီးတော့ယုံကြည်မှုနဲ့တန်ဖိုးများလို့ခေါ်တဲ့အခန်းပါမယ်နောက်ဆုံးတစ်ခုကငါဘာတူလဲနော်အဲ့လူရဲ့အဓိကတက်နေတဲ့ပြဿနာငါဘာတူလဲဆိုတာကိုရှာဖွေမဖော်ထုတ်နိုင်တာအဲ့လိုရှာဖွေမဖော်ထုတ်နိုင်တဲ့အတွက်ကိုဘာတူဖြစ်ချင်တယ်ဆိုတာကိုဘာလုပ်ချင်တယ်ကိုရဲ့ဝါသနာကဘာကိုတကယ်တန်းအကျိုးပြုစေနိုင်တဲ့ကိုနဲ့တသားလေးကြားတဲ့ကိုစိတ်အာရုံစူးစိုက်လို့ရတဲ့အလုပ်တစ်ခုကဘာလဲဆိုတာမသိတဲ့အတွက်လူတွေကပြဿနာတွေတက်နေကြတယ်ဒီမူဝေးစေဝါတန်တရားတွေမယုံထွက်နိုင်ကြဘူးဆိုတော့အဲ့ဒီငါဘာတူလဲငါဘာဖြစ်ချင်တာလဲဆိုတာလေးခိုင်မာသွားလို့ရှိရင်ကျွန်တော်တို့ကဒီမူဝေးစေဝါနှုံနဲ့ကနေပြီးယုံထွက်နိုင်မှုအတွက် why လို့ခေါ်တယ်ဘာကြောင့်ယုံထွက်ချင်တာလဲလို့ခေါ်တဲ့အကြောင်းပြချက်တစ်ခုကိုခိုင်မာရောက်သွားပြီဆိုလို့ရှိရင်ဒီဟာတွေဘဝတွေအကုန်လုံးကျွန်တော်တို့တတ်တာပြပြီးတော့နှုတ်ဆက်ထွက်ခွာသွားလို့အရန်ကိုလွယ်ကူပါတယ်ဆိုတော့ဒါအကြောင်းအလေးသိချင်တယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်လေးကိုဝယ်ဖတ်ပါတော့တအုပ်ကိုကျွန်တော်ကြက်1000ခွဲတဲ့နဲ့ရောင်းချပေးပါတယ်ဆိုတော့ခေါင်းကကျွန်တော်အရှင်းမပြောခဲ့တယ်ပြင်းဦးလွင်ကမိတ်ဆွေတွေကတော့ကျွန်တော်ဇင်ရောစာရေးကိရိယာနဲ့စာအုပ်ဆိုင်တွေမှာရောင်းချပေးနေတာရှိတယ်နောက်ပြီးတော့တခြားအမျိုးမျိုးနယ်တွေကလူတွေကကျွန်တော်စီကနေမှားခြင်းနဲ့ဆိုလို့ရှိရင် Royal Express ရောက်တဲ့မြို့တိုင်းနဲ့တိုင်းကိုကျွန်တော်အိမ်ရောက်ငွေချင်းနဲ့ပို့ဆောင်ပေးနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံသောညချမ်းချိန်ခါလေးဖြစ်ကြပါစေ